မိတ်ဆွေတို့ကိုဒီနေ့ကျွန်မမေးချင်တာတစ်ခုရှိပါတယ်။ GMP ကိုမလိုက်နာလို့လူအသက်အန္တရာယ်သိဆုံးသွားတဲ့အခါတာဝန်ယူပေးရမယ့်သူကဘယ်သူလို့ထင်ပါတယ်လဲ။ဒီမေးခွန်းကိုစဉ်းစားဖို့ပါသလား။ကျမတို့မြန်မာနိုင်ငံမှာ local manufacturing လုပ်နေတဲ့တထေးတွေနဲ့ဝန်ထမ်းတွေက GMP အကြောင်းကိုမသိကြပါဘူး။ဒီကတော့ရှိရင်လည်းလိုက်နာမှုအားနည်းနေတာကိုတွေ့ရပါလိမ့်မယ်။ social media ပေါ်မှာကိုယ်ဆက်ယုံတွေထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုဂုဏ်ယူစွာချပြကြတဲ့အခါလိုအပ်ချက်တွေကိုထောက်ပြတဲ့သူကလည်းနေပါတယ်။အကယ်၍ထောက်ပြတဲ့တယောက်စနှစ်ယောက်စကလည်းပဲပြန်ပြီးတော့အပြစ်ပြောခံရတာများပါတယ်။ဒါတွေဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံဟာကုန်ထုတ်လုပ်မှုချိုးယွင်းချက်တွေကြောင့်မလို့လူအသက်အန္တရာယ်တွေထိခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုမသိခဲ့ကြတာရော်ကြီးတွေနဲ့တရားဝင်အရေးမှုတွေဘယ်လောက်ထိရှိခဲ့တယ်ဆိုတာကိုနားမလည်ခဲ့ကြတာနဲ့ customer တွေကိုယ်တိုင်ကလည်းပဲ complaint တွေမတက်ခဲ့ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ကဘာပေါ်မှာတော့လူအသက်တွေတည်ဆုံးပြီးမှမမဟုတ်ရင်မိသားစုဝင်တွေရဲ့ဘဝတွေပျက်စီးပြီးမှဒါလည်း GMP ရဲ့ rules and regulation တွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်1905ခုနှစ်က Upton Sinclair ရဲ့ The Jungle ဆိုတဲ့စာအုပ်လေးကြောင့်အမေရိကန်လူထုကြီးကတုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာဆိုရင်ချီကာဂိုမှာရှိတဲ့အသားတွေတက်ဖြတ်ပြီးတော့ထုတ်လုပ်ရောင်းချတဲ့စက်ရုံတစ်ခုဟာပုတ်သိုးနေတဲ့အသားတွေယောဂကြောင့်တည်တဲ့အသားတွေနဲ့ကြွက်တွေနဲ့ contamination ဖြစ်နေတဲ့အသားတွေကစာထည့်ပြီးတော့မှထုတ်ပိုးရောင်းချနေတဲ့အကြောင်းအရာလေးပါသွားခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီအသားတွေကိုစားသုံးသူတွေကစားခဲ့ကြရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အမေရိကန်အစိုးရကနေပြီးတော့မှ Federal Meat Inspection Act ဥပဒေနဲ့ Pure Food and Drug Act ဆိုတဲ့ဥပဒေကို1906ခုနှစ်မှာရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးက FDA ဆိုပြီးတော့စတင်ဖြစ်ပေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။1938ခုနှစ်ကဖြစ်ခဲ့တဲ့ Elisa Safarinamide Tragedy ဆိုတဲ့ case လေးမှာဆိုရင်ကလေးပါဝင်လူရောက်100ကျော်သေဆုံးခဲ့ရပါတယ်။အဲ့ဒီ case လေးကဘာကြောင့်ဖြစ်ရလဲဆိုရင်ဆေးကိုထုတ်လုပ်မရောင်းချခင်မှာ safety test ကိုတိကျမစမ်းသပ်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။1942ခုနှစ်နဲ့1942ခုနှစ်ဝန်းကျင်တော့ပါနော်။ဆာဖာတန်ယာဆိုးဆိုတဲ့ tablet လေးကြောင့်မလို့လူအယောက်300နီးပါးလည်းသေဆုံးခဲ့ရပါသေးတယ်။အဲ့ဒီမှာဆိုရင်ဆာဖာတန်ယာဆိုး tablet ထဲမှာ phenobarbital လို့ခေါ်တဲ့အိတ်ဆေးတွေရောပါခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီ case လေးကြောင့်မလို့ production control တွေ quality control တွေအရေးကြီးကြောင်းသိခဲ့တာဖြစ်ပြီးတော့မှ good manufacturing practice လို့ခေါ်တဲ့ GMP လေးစတင်ဖြစ်ပေါ်လာခဲ့ရတဲ့အကြောင်းအရာလေးလို့ပြောရင်လည်းမမှားပါဘူး။1950နဲ့1960ဝန်းကျင်တုန်းကယူရိုပမှာဖြစ်ခဲ့တဲ့ကိုဝင်ဆောင်တွေမှာတိုက်တဲ့တာလီတိုမိုက်ဆိုတဲ့ဆေးလေးကြောင့်မွေးဖွားလာတဲ့ကလေးတွေမှာကိုလက်အင်ကမပြေဆုံးတာသေဆုံးတာတွေကြုံခဲ့ရပါတယ်။ဒါဘာလို့လဲဆိုရင်အဲ့ဒီတာလီတိုမိုက်တွေကကိုဝင်ဆောင်မိခင်တွေတောက်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကလေးလေးရဲ့ကြီးထွားနှုန်းတွေကိုတွားပြီးတော့တားဆီးလိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့လိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဒီဆေးကိုထုတ်လုပ်ရောင်းချတဲ့ company ကဒီဆေးကိုtherapeutic effect ကိုပဲတေချာစမ်းသပ်ပြီးတော့မှသူ့ရဲ့ short term and long term side effect တွေကိုတေချာမစစ်ဆေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်1982ခုနှစ်ကဖြစ်ခဲ့တဲ့ထိုင်လီနောမာတာဆိုတဲ့ကိစ္စလေးမှာပေါ့နော်ဆေးဘူးတွေမှာ packaging မလုံခြုံတဲ့အတွက်ကြောင့်မလို့လူ9ယောက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်ဆေးဘူးတွေကိုထုတ်ပိုးရောင်းချတဲ့အခါမှာဘူးကုန်တွေကအလွယ်တကူဖွင့်လို့ရနေတဲ့အတွက်ကြောင့်မလို့မတမာသူကနေပြီးတော့မှဒီ potassium cyanide လို့ခေါ်တဲ့အဆိပ်မှုန့်တွေကိုထည့်ခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဆေးကိုဝယ်တောက်တဲ့အဲ့ဆေးကိုဝယ်တောက်တဲ့လူ9ယောက်ကဒီတောက်ပြီးတနာရီတော့တွင်မှာသေဆုံးခဲ့ရပါတယ်။ဒါကြောင့်မလို့နောက်ပိုင်းမှာဆေးဝါးစက်ရုံတွေအနေနဲ့ Tamper Pro Packaging လို့ခေါ်တဲ့အရာလေးကိုမဖြစ်မနေလိုအပ်လာတာပဲဖြစ်ပါတယ်။2008ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ heparin contamination ကိစ္စလေးကြောင့်လည်းတင်ပြချင်ပါတယ်။အဲ့တုန်းကဆေးတွေမှာအဓိကဖြစ်တဲ့ active pharmaceutical ingredient လို့ခေါ်တဲ့ကုန်ကြမ်းလေးကို supplier စီကနေဝယ်ယူပြီးတဲ့အခါတေချာစစ်ဆေးခြင်းမပြုခဲ့ဘဲနဲ့ဆေးကိုထုတ်လုပ်ရောင်းချခဲ့တဲ့အတွက်ကြောင့်မလို့ကမ္ဘာတဝန်းမှာရှိတဲ့လူအများစုသေဆုံးခဲ့ရပါတယ်။ဒီကိစ္စကြောင့်မလို့ supplier audit တွေနဲ့ global supply chain control တွေအရေးကြီးလာခဲ့တာပဲဖြစ်ပါတယ်ဒီသမိုင်းတွေကကျမတို့ကိုပြောချင်တာတစ်ခုပဲရှိပါတယ် GMP ဆိုတာစာရွက်စာတမ်းပေါ်မှာပဲဖော်ပြထားတဲ့စီမင်းစည်းကမ်းတွေမဟုတ်ပါဘူးလူအသက်တွေနဲ့ရင်းပြီးတော့မှရထားတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့စေဝါတွေအလောက်ကုန်တွေနဲ့စားတောက်ကုန်တွေစိနဲ့ဆက်ဆက်ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချတဲ့ manufacturer တွေအနေနဲ့ GMP guideline တွေကိုမဖြစ်မနေလိုက်နာသင့်ပါတယ်တစ်ဖက်ကနေပြီးတော့လည်း customer တွေအနေနဲ့ quality ကိုအရေးပေးတဲ့ company တွေရဲ့ထုတ်ကုန်တွေကိုဒါလည်းဦးစားပေးဝယ်ယူသုံးစွဲကြဖို့တိုက်တွန်းချင်ပါတယ်နောက်လည်း GMP နဲ့ပတ်သက်တဲ့ဗဟုသုတရမယ့် knowledge တွေကိုဆက်လက်ပြီးတော့မှမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးမမေ့နဲ့အောင်နော်